နံပါတ်1ကတော့မိမိရဲ့အိမ်တော်ဘက်ပေါ်မှာကျဉ်းကျဉ်းနာနာရှိရမယ်ဒါနံပါတ်1နံပါတ်2ကအထင်သေးအမြင်သေးမဆက်ဆံရဘူးနောက်တစ်ခုကကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်ကျူးလွန်မှုမလုပ်အောင်ဒီ3ချက်ဟာအမှန်တမ်းအရေးကြီးတဲ့အချက်3ချက်ဒါကသင်္ကာရဝါဒ3ပါသားသမီးမိဘမိမိရဲ့မိသားစုအတွက်ကောင်းတယ်ဆိုတာဒီလိုကောင်းမှအကောင်းလို့ခေါ်တယ်ပေါ့တိုင်ဆိုင်မှုကိုအနှင်းရမိသားစုကိုယ့်ရဲ့အိမ်တော်ဘက်ကိုထိုက်တန်တဲ့အစင်တစားများဖြင့်တန်းစာဆင်ပေးရမယ်လို့ဒီလိုဆိုလိုတာပေါ့ဘုရားအိန္ဒိယနိုင်ငံမှာပွင့်တာဆိုအိန္ဒိယခေတ်လူနေမှုစနစ်နဲ့အံဝင်ခွင်ကြဖြစ်အောင်မြတ်စွာဘုရားဟောတာဒီတွေပို့ပြီးတော့ကောင်းအောင်လုပ်နိုင်ရင်လည်းကောင်းအောင်လုပ်ပေါ့ဆိုလိုတာကတော့ကိုယ့်ရဲ့မိသားစုပေါ်မှာအကျဉ်းနာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာဝတ္တရားမချွတ်ယွင်းမှုဒီလိုဆိုလိုတယ်ဟုတ်အောင်ဒီ3ချက်ဟာအမှန်တမ်းအရေးကြီးတဲ့အချက်3ချက်ဒါကသင်္ကာရဝါဒ3ပါသားသမီးမိဘမိမိရဲ့မိသားစုအတွက်ကောင်းတယ်ဆိုတာဒီလိုကောင်းမှအကောင်းလို့